ဒီပွဲစဉ်မှာအနိုင်ရခဲ့မယ်ဆိုရင်တော့အာဆင်နယ်အသင်းကအနည်းဆုံးပြိုင်ဘက်မန်စီးတီးအသင်းကိုရမှတ်9မှတ်ထိဖြတ်ထားနိုင်မဲ့အခွင့်အရေးလည်းရှိနေတယ်မန်စီးတီးအသင်းကတနင်္ဂနွေနေ့ည12နာရီမှာကစားမယ်ဆိုတော့24နာရီစောပြီးတော့ကစားမှာဖြစ်သလိုမန်စီးတီးအသင်းကိုပို့ပြီးတော့ဖိအားတွေတက်ရောက်စေမယ်မန်စီးတီးအသင်းကဒီဘက်မှာချယ်ဆီနဲ့အေဂွတ်မှာကစားရမယ်ဆိုတော့ဒီပွဲကအာဆင်နယ်အသင်းအတွက်တကယ်ကိုအရေးကြီးတဲ့ပွဲလို့ပြောရမယ်commentary ပိုင်းဆို YouTube channel ကနေပြီးတော့ကြိုဆိုပါရစေပရီးမီးယားလိပွဲစဉ်20အဖြစ်ဒီနေ့မှာတော့ဘုံမောက်သင်းနဲ့အာဆင်နယ်တို့ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့အာဆင်နယ်အသင်းကတော့2026ခုနှစ်ကိုနိုင်ပွဲနဲ့ကြိုဆိုခဲ့ပြီးတော့ပွဲစဉ်19ကစားပြီးမှဂျာမတ်4မှတ်ပြန်ဖြတ်ထားနိုင်တဲ့အခွင့်အရေးကတော်တော်လေးကိုနှစ်သစ်ကကျင်းသက်စရာဖြစ်ခဲ့ပြီးတော့ဒီပွဲစဉ်မှာအာဆင်နယ်အနေနဲ့ဘုံမောက်ကိုဘယ်လောက်ထိအကောင်းဆုံးပုံစံနဲ့ဖိအားပေးကစားသွားမလဲဆိုတာစောင့်ကြည့်သွားရမယ်ဘုံမောက်သင်းကတော့ပရီးမီးယားလိမှာနောက်ဆုံးကစားတဲ့10ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့9ပွဲတည်9ပွဲရှုံးထားပြီးတော့တော်တော်လေးကိုအခြေအနေဆိုးနေတဲ့အသင်းနီးပြအေယာရိုလာကတကယ်ကိုအည်သွေးရှိတဲ့နီးပြတစ်ယောက်ဖြစ်ပေမဲ့လည်းဒီယာဒီမှာသူတို့ရဲ့အဓိကကစားသမားတွေအထူးသဖြင့်ခန်းစစ်ကြောင်းကအဓိကကစားသမား3ယောက်ထိဆုံးရှုံးလိုက်တဲ့အနေအထားကအခုလိုမျိုးရလက်ဆိုးတွေနဲ့ဂျေဆန်ရဖို့ဖြစ်လာစေလို့ထင်တယ်ဘုံမောက်သင်းကတော့ပွဲစဉ်19ပွဲကစားပြီးမှရမှတ်23မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်15နေရာမှာရှိနေတယ်ဒီယာဒီဘုံမောက်သင်းရဲ့အားနည်းချက်ကခန်းစစ်ကြောင်းကပေးကို35ဂိုးထိပေးထားခဲ့ရပြီးတော့တော်တော်လေးကိုရုန်းကန်နေရတယ်ဘုံမောက်သင်းကဒီလိုနှစ်သစ်ကူကာလပထမဆုံးကစားတဲ့ပွဲစဉ်တွေမှာလည်းနှစ်ပွဲဆက်မနိုင်တာ2017နဲ့2012မှာဆွီဒင်တောင်းနဲ့ဝိုင်ကွန်ဗီကိုနိုင်ပြီးတဲ့ကမနိုင်ခဲ့ဘူးမနှစ်ကတော့ဘုံမောက်သင်းကဒီလိုနှစ်သစ်အစမှာအေဗာတန်ကိုနိုင်ထားတယ်ဆိုတော့သူတို့ရဲ့အစင်လာစိုးကိုဒီနေ့မှာခြေဖြတ်ပြနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်အာဆင်နယ်ကတော့ပွဲစဉ်19ပွဲကစားပြီးမှရမှတ်45မှတ်နဲ့ရာသီဝက်ချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့ပြီးတော့သူတို့ရဲ့အကောင်းဆုံးပုံစံကိုဗီလာနဲ့ပွဲမှာပြသနိုင်ခဲ့တယ်ဗီလာနဲ့ပွဲမှာတော့အာဆင်နယ်အသင်းအားထားတဲ့ကွင်းလယ်ကစားသမားဒက်ကန်ရိုက်မပါနိုင်ခဲ့တဲ့အတွက်ကြောင့်ပထမပိုင်းမှာရုန်းကန်ခဲ့ရပြီးတော့ဗီလာရဲ့ကွင်းလယ်ကဖိအားပေးမှုတွေ transition တွေကိုမထိန်းနိုင်မဲနဲ့အခွင့်အရေးတချို့ခွင့်ပြုခဲ့ရတယ်ဗီလာအသင်းရဲ့တိုက်စစ်မှုအိုလီဗာဝက်ကင်းသာအဆုံးသက်သေးကြမယ်ဆိုရင်ပထမပိုင်းမှာအာဆင်နယ်အနေနဲ့ဂိုးပေးရမယ့်အနေအထားမျိုးကြုံခဲ့ပေမဲ့လည်းဒုတိယပိုင်းမှာတော့အာဆင်နယ်အသင်းကပိုကောင်းတဲ့အသင်းဖြစ်လာခဲ့တယ်ဒုတိယပိုင်းမှာဒီပြအာဒီတာရဲ့နီးဖြူဟာအပြောင်းလဲတွေရောတစ်ဖက်ကအားထားတဲ့ကွင်းလယ်ကစားသမားအိုနာနာဒဏ်ရာကြောင့်လူစားလိုက်ရတဲ့အခြေအနေတွေရောသွားဆုံပြီးတော့အာဆင်နယ်အသင်းကပွဲကိုလုံးဝဒရဇက်စိုးမိုးပြီးတော့ဂိုးပြတ်ခြေပြတ်နဲ့အနိုင်ရခဲ့တာဗီလာလိုအသင်းကိုဂိုးပြတ်ခြေပြတ်နဲ့အနိုင်ရလိုက်တာကအာဆင်နယ်အတွက်တာမန်နိုင်ပွဲတစ်ပွဲထက်ပိုတဲ့ယုံကြည်မှုကိုရသွားစေပြီးတော့ဒီပွဲမှာအာဆင်နယ်ဘယ်လောက်ထိအကောင်းဆုံးပုံစံလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်သွားရမယ်အာဆင်နယ်အသင်းကတော့ဒီပွဲစဉ်မှာအဓိကစားသမားအစုံနီးပါးပြန်ပါလာဖို့ရှိပြီးတော့ဒက်ကန်ရိုက်လည်းဒီပွဲစဉ်မှာပြန်ပါလာဖို့မျှော်လင့်လို့ရတယ်ကာလာဖီယိုတွေလည်းအလားတူပဲပြန်ပါလာမယ်လို့ယူဆရတယ်ခန်းစစ်ကြောင်းကမော်စကွေယာတယောက်လောက်ပဲတန်ရာရှိနေပြီးတော့နှစ်သစ်မှာအင်ပြေအားပြင်းတဲ့အာဆင်နယ်အသင်းကတော့ရူဇုံတက်ဆုံကစားနိုင်မဲ့အခွင့်အရေးကိုအမိရစုပ်ကိုင်မှုလိုတယ်အာဆင်နယ်အသင်းကဒီလိုနှစ်တစ်နှစ်ရဲ့အစနောက်ဆုံး10နှစ်အတွင်းမှာတပွဲသာရှုံးခဲ့ပြီးတော့9ပွဲနိုင်2ပွဲတည်ကြခဲ့တယ်အဲ့ဒီရှုံးပွဲက2022မှာမန်စီးတီးကို 2-1 နဲ့သူတို့ရှုံးခဲ့တာဆိုတော့နှစ်သစ်အစတွေမှာလည်းအာဆင်နယ်အသင်းကပုံစံကောင်းပြတတ်တယ်လက်ရှိချိန်မှာလည်းယုံကြည်မှုအရင်အားကောင်းနေတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာအသင်းရဲ့အားထားတဲ့ဘိုးနောက်ခံလူဂါဘရီယယ်ပြန်ပါလာခြင်းနဲ့အတူအာဆင်နယ်အသင်းရဲ့ဆက်ပစ်တွေပို့ပြီးအားကောင်းလာတဲ့အာဆင်နယ်အသင်းရဲ့ရုပ်ပိုင်းဆိုင်ရာတွေပို့ပြီးတော့တန်မာလာသလိုခန်းစစ်ကြောင်းကလည်းပို့ပြီးတည်ငြိမ်လာတာကိုတွေ့ရတယ်ခန်းစစ်မှာဆာလီဗာနဲ့ဂါဘရီယယ်2ယောက်တွဲကစားပြီးဆိုရင်အာဆင်နယ်အသင်းရဲ့ကစားပုံကပို့ပြီးတော့ယုံကြည်မှုကောင်းသလိုတယောက်နဲ့တယောက်နဲ့ကြားမှာလည်းတော်တော်လေးကိုနားလည်မှုရှိပြီးတော့ဆာလီဗာလည်းအကောင်းဆုံးပုံစံနဲ့အသင်းကိုဦးဆောင်နေတာပဲဒါပေမဲ့ဂါဘရီယယ်ပါတဲ့အချိန်နဲ့သူတယောက်တည်းဦးဆောင်ရတဲ့အနေအထားနဲ့ကြားမှာဆာလီဗာရဲ့ယုံကြည်မှုကမတူဘူးအဲ့လိုပဲဂါဘရီယယ်လည်းဆာလီဗာမရှိရင်သူတယောက်တည်းနဲ့လည်းအဆင်မပြေဘူးအဲ့တော့ဒီနှစ်ယောက် combination နဲ့ကစားနေရင်အာဆင်နယ်အသင်းရဲ့ခန်းစစ်ကဘယ်အသင်းကိုမှမှုစရာမလိုသလိုယုံကြည်မှုစိတ်ပိုင်းရုပ်ပိုင်းအစအရာရာမှာပိုအားကောင်းလာတယ်ဆိုတာကိုပြီးခဲ့တဲ့ဗီလာနဲ့ပွဲမှာပြခဲ့တယ်ပို့ပြီးတော့ကျင်းသက်စရာကောင်းတာကဂါဘရီယယ်ကသူပြန်ပါလာတဲ့ပထမဆုံးပွဲမှာပဲအသင်းအတွက်အရေးပါတဲ့ဦးဆောင်ကိုတောင်းကန်ဘောကနေခေါင်းတိုက်သွင်းခဲ့ပြီးတော့ဒီဟာဒီမှာအာဆင်နယ်အသင်းကအဲ့လိုတောင်းကန်ဘောတွေတဲကန်ဘောတွေကနေရခဲ့တဲ့သွင်းကို17ဂိုးထိရှိခဲ့ပြီးပင်နယ်တီပါထည့်ပေါက်မယ်ဆိုဒီဟာဒီကအာဆင်နယ်အနေနဲ့ဒီလိုတဲကန်ဘောတွေဓာတ်ဘောတွေကနေရတဲ့ဂိုးက14ဂိုးထိရှိခဲ့ပြီးတော့အာဆင်နယ်အနေနဲ့2025ခုနှစ်အတွင်းမှာလည်းအဲ့လိုတဲကန်ဘောနေရတဲ့ဂိုး90ထိရခဲ့ပြီးတော့ပြီးခဲ့တဲ့2024မှာလည်းအာဆင်နယ်အသင်းကအလားတူပဲတဲကန်ဘောတွေကနေ20ဂိုးရခဲ့တယ်ဆိုတော့နှစ်နှစ်ဆက်တိုက်တဲကန်ဘောတွေကနေ90နဲ့အထက်သွင်းနိုင်ခဲ့တဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့တယ်
ဒါအပြင် Gabriel စပြီးတော့ကစားတဲ့2020ဝန်းကျင်ကနေစတွက်မယ်ဆိုရင် Gabriel ကအသင်းအတွက်သွင်းကို16ဂိုးထိသွင်းထားခဲ့ပြီးတော့နောက်ခံလူတွေထဲမှာအဲ့ဒီကာလအတွင်းမှာသွင်းကိုအများဆုံးကစားသမားက Gabriel သူ့နောက်မှာရှိနေတဲ့ Michael King က73ဂိုးဆိုတော့ Gabriel ဘယ်လောက်ထိခန်းစစ်ကစားသမားတွေထဲမှာဂိုးသွင်းကောင်းလဲဆိုတာကိုမြင်ရတယ်ပြီးတော့ Gabriel အနေနဲ့လည်းကိုစီယန်နီရဲ့သွင်းကို22ဂိုးသွင်းခဲ့တဲ့စံချိန်ကိုကျော်လွန်နိုင်မဲ့လက္ခဏာတွေလည်းရှိနေခဲ့ပြီးတော့ဒီနေ့မှာလည်း Gabriel ဥဆောင်လာမဲ့ခန်းစစ်လောက်ထိပုံစံကောင်းပြနိုင်မလဲဆိုတာစောင့်ကြည့်သွားရမယ်ဆိုတော့နှစ်သင်းရဲ့အခြေအနေလေးတွေကိုအကြမ်းမြင်ပြောပြီးပြီဆိုတော့တသင်းချင်းစီရဲ့လက်ရှိအခြေအနေတွေပေါ်မှာကျွန်တော်အမြင်လေးကိုဆက်ပြီးတော့သုံးသပ်ကြည့်ချင်ပါတယ်ဘုံမောက်သင်းမှာတော့တိုက်စစ်ပိုင်းမှာကြည့်မယ်ဆိုရင်တော့အဓိကစားသမားအားလုံးဒီပါပြန်ပါလာပြီတိုက်စစ်မှာတို့ရဲ့အဓိကတိုက်စစ်မှု Evanescen ရှိတယ်တောင်မန်တွေမှာ Semenyo တို့ David Brooke တို့လိုကစားသမားမျိုးရှိတယ်နောက်ချန်တိုက်စစ်နေရာမှာ Clive ရှိတယ်ဒီကစားသမားတွေထဲမှာတော့အဓိကစောင့်ကြည့်ရမယ့်ကစားသမားကတော့စီမန်ညိုပါစီမန်ညိုကသွင်းကိုဂိုးဖန်တီးမှု3ချိန်နဲ့သွင်းကိုရောဂိုးဖန်တီးမှုရောဘုံမောက်ကစားသမားတွေထဲမှာအများဆုံးလှုပ်ထားသလိုတခြားအပိုင်းတွေကိုကြည့်မယ်ဆိုလည်းသူ့ရဲ့စွမ်းဆောင်ရည်ကတကယ်ကိုအားရစရာကောင်းတာကိုတွေ့ရတယ်စီမန်ညိုကဒီရာသီမှာကန်ချက်45ချိန်လှုပ်ထားတယ်တိုင်ဘက်ရဲ့ area ထဲမှာဘောလုံးထိချက်86ချိန်ရှိပြီးတော့တိုင်ဘက်ရဲ့ဒီ area ထဲကိုဘောလုံးပေးပတ်မှုကလည်း96ချိန်ထိရှိထားပြီးတော့ဒီအချက်ဒီအားလုံးကဘုံမောက်ကစားသမားတွေမှာတူးချင်းချွန်ထွက်နေတဲ့ကစားသမားဒါပေမဲ့ဒီဘွဲစဉ်ကစီမန်ညိုရဲ့နောက်ဆုံးပွဲဖြစ်လာဖို့ရှိသလိုသူ့အနေနဲ့ဒီဇန်နဝါရီအပြောင်းအရွှေ့စကမှာမန်စီးတီးကိုပြောင်းဖို့သဘောတူညီမှုရထားပြီဆိုတဲ့သတင်းတွေထွက်နေပြီဆိုတော့စီမန်ညိုရဲ့နောက်ဆုံးပွဲဖြစ်လာမလားဆိုတာလည်းစောင့်ကြည့်သွားရမယ်အဲအကြောင်းမို့အာဆင်နယ်အသင်းတွေနဲ့လည်းစီမန်ညိုရဲ့တူအားယုံအားသူ့ရဲ့မြန်နှုံးတွေကိုသတိထားပြီးတော့ထိန်းချုပ်သွားဖို့လိုတယ်ဘုံမောက်သင်းကဒီရာသီမှာရလက်တွေတောက်လျှောက်စိုးနေသည့်တိုင်အောင်သူတို့ရဲ့အိမ်ကွင်းမှာတော့လုံးဝ shot တွက်လို့မရဘူးဒီရာသီအိမ်ကွင်း6ပွဲကစားထားမှာ4ပွဲနိုင်တယ်4ပွဲတည်တပွဲပဲရှုံးထားခဲ့ပြီးတော့ပေးကိုကလည်း6ဂိုးပဲပေးထားရတယ်အိမ်ကွင်း6ပွဲမှာပေးကို6ဂိုးပဲပေးထားရတယ်ဆိုတဲ့အနေထားကသူတို့ရဲ့ခန်းစစ်ကြောင်းကလည်းဒါ shot တွက်လို့မရဘူးအိမ်ကွင်းမှာတော့တော်တော်လေးချစ်လက်တဲ့ကစားပုံကိုပြသနိုင်ခဲ့သလိုဒီရာသီမှာလည်းအိမ်ကွင်းကနေရမှတ်16မှတ်ထိယူထားခဲ့တယ်ရမှတ်23မှတ်ထဲမှာအိမ်ကွင်းရမှတ်16မှတ်ဆိုတော့ဒါဘုံမောက်သင်းရဲ့အိမ်ကွင်း Vitality Stadium ကတော့တိုင်ဘက်တွေအတွက်သတိထားကစားမဲ့ကွင်းတစ်ကွင်းဖြစ်ရှိနေသေးပဲဒီဟာဒီပေးကို35ဂိုးထဲမှာအဝေးကွင်းပေးကို29ဂိုးထိပေးထားခဲ့ရပေမဲ့လည်းအိမ်ကွင်းမှာပေးကို6ဂိုးပဲပေးထားရတယ်ဆိုတော့အတိုင်းအတာတစ်ခုထိသူတို့ရဲ့ခန်းစစ်ကစားပုံကအတိမတ်ပြရမယ့်အနေအထားမှာရှိနေတယ်ဒါအပြင်နောက်ဆုံးအိမ်ကွင်း73ပွဲမှာလည်းဘုံမောက်သင်းက2ပွဲပဲရှုံးခဲ့ပြီးတော့တော်တော်လေးကိုအိမ်ကွင်းမှာတော့သူတို့ရဲ့ချစ်လက်တဲ့ကစားပုံတစ်ခုကိုဆက်လက်ပြီးတော့ပြသနေစေလို့ဆိုရမယ်ဒါပေမဲ့လည်းလောလောဆယ်မှာတော့အိမ်ကွင်းမှာ၄ပွဲဆက်နိုင်ပွဲပျောက်ထားတယ်၃ပွဲတည်တပွဲရှုံးထားတယ်ဆိုတော့ဘုံမောက်ကိုယ်တိုင်လည်းအဖက်ဖက်ကပြင်ဆင်စရာတွေပြုပြင်စရာတွေအများကြီးရှိတယ်တိုက်စစ်ကအဓိကစားသမားအစုံလင်ရှိပေမဲ့လည်းကွင်းလယ်ပိုင်းကတော့တော်တော်လေးရုန်းကန်နေရပြီးတော့သူတို့ရဲ့အားထားတဲ့ကွင်းလယ်သမားထိုင်လာအတန်ထန်ရသွားပြီးနောက်ပိုင်းမှာကွင်းလယ်ပိုင်းမှာတာဗာနီယာကို LS Scott နဲ့တွဲပြီးတော့ကစားခိုင်းထားတဲ့အနေထားကလည်း EAOLA အတွက်တော်တော်လေးကိုအကျက်ရိုက်စေခဲ့တယ်တကယ်တမ်းတော့တာဗာနီယာကတောင်မန်တိုက်စစ်မှာသူ့ရဲ့အားပါပြင်းထန်တဲ့အဝေးကန်ချက်တွေမြန်နှုံးနေနဲ့တိုက်စစ်အားတန်တဲ့ကစားသမားဖြစ်ပေမဲ့လည်းအခြေအနေရသူက LS Scott နဲ့တွဲပြီးတော့ကစားနေရတယ်ခန်းစစ်မှာလည်းဝိုင်းရင်နောက်ခံလူ12စီကိုဒီပွဲစဉ်မှာတော့ DRKT နဲ့ပြန်တွဲပြီးတော့ကစားဖို့ရှိနေသလိုပြီးခဲ့တဲ့ပွဲစဉ်မှာတော့ဂျိန်းဟေးနဲ့12စီကိုတွဲကစားစေတယ်ဘယ်ချမ်းမှာတော့ True Fan ညာချမ်းမှာတော့ LS Jimenez တို့ရှိနေတယ်ဆိုတော့ဒါလက်ရှိအစုဖွဲ့ရတော့ဘုံမောက်သင်းကပြီးခဲ့တဲ့နှစ်ကထွက်သွားခဲ့တဲ့ဇာဗာညီတို့ Whiteson တို့ Kaket တို့နဲ့ရှင်းမယ်ဆိုရင်သူရဲ့ခန်းစစ်ကတော့တန်းနှိမ့်သွားတယ်ဆိုတာညင်လို့မရဘူးဘုံမောက်သင်းကတော့အမှတ်ပေးစရာထိတ်ဆုံးကအသင်းအနေနဲ့တွေ့ထားတဲ့မှတ်တမ်းတွေကလုံးဝမကောင်းဘူးနောက်ဆုံး73ပွဲမှာ12ပွဲထိရှုံးခဲ့ပြီးတော့သူတို့အနိုင်ရခဲ့တဲ့ပွဲက2022မှာ Man City ကိုတွားပြီးတော့နိုင်ခဲ့တာဆိုတော့အမှတ်ပေးစရာထိတ်ဆုံးကအသင်းအနေနဲ့တွေ့တဲ့ record တွေလည်းမကောင်းဘူးလက်ရှိ Premier League မှာလည်း10ပွဲဆက်နိုင်ပွဲပျောက်ထားတယ်အင်ကွင်းတွေမှာလည်းရလက်တွေရိမ့်ရိုက်နေတယ်ဆိုတော့ဘုံမောက်သင်းတဲ့ဒီပွဲကတော်တော်လေးကိုရုန်းကန်ရမယ့်ပွဲဖြစ်လာဖို့လည်းရှိနေတယ်အာဆင်နယ်ကတော့ Premier League မှာ4ပွဲဆက်နိုင်ထားသလိုပြိုင်ပွဲစုံမှာလည်း6ပွဲဆက်ပြန်လဲအနိုင်ရပြီးတော့ဗီလာကိုအနိုင်မရခင်ထိအာဆင်နယ်သင်းရဲ့ရှေ့ရနိုင်ပွဲတွေကဂျင်းနက်စရာအားရစရာပုံစံမျိုးမမြင်ရသလိုအာဆင်နယ်ပိတ်သက်တွေလည်းတော်တော်လေးကိုအသင်းရဲ့ရလက်ပိုင်းတွေခြေစွမ်းပိုင်းတွေနဲ့ပတ်သက်ပြီးတော့တန်တရားတွေစိုးရိမ်မှုတွေရှိခဲ့တယ်ဒါပေမဲ့ဗီလာနဲ့ပွဲမှာတော့အဲ့ဒီစိုးရိမ်မှုတွေတန်တရားတွေကိုအာဆင်နယ်သင်းကအလုံးစုံချစ်ဖြတ်ခဲ့ပြီးတော့တကယ်ကိုအကောင်းဆုံးခြေစွမ်းအပြန်စားခြေစွမ်းနဲ့ဗီလာကိုအပြတ်သက်ခြေမုံခဲ့တယ်သူတို့ရဲ့ကွင်းလယ်ကအသင်းကောင်းဆောင်အိုဒီဂက်ကိုယ်တိုင်လည်းခြေစွမ်းပြပြီးတော့ဇူမန်ဒီရဲ့သွင်းကိုတကယ်ကိုမတ်ချစ်မူးမန်နဲ့ vision ကောင်းကောင်းနဲ့ဖန်တီးပေးခဲ့သလိုဇူမန်ဒီကလည်းလှလှပပအဆုံးသက်ပြီးတော့ဂိုးသွင်းနိုင်ခဲ့တယ်ပြီးတော့အသင်းရဲ့တောင်မန်တိုက်စစ်သမား Trosset လည်းကိုယ်တိုင်တကိုးသွင်းနိုင်သလိုတကိုးဖန်တီးနိုင်ခဲ့ပြီးတော့ Trosset ကအာဆင်နယ်အသင်းအတွက်2025ပြက်ကလေးနှစ်တွင်မှာသွင်းကို73ကိုဂိုးဖန်တီးမှု12ကြိမ်နဲ့
ဒါဂိုးပေါင်ရင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်ခဲ့တယ်လို့လက်ရှိရာသီမှာလည်း9ဂိုးသွင်းပြီးတော့9ဂိုးဖန်တီးထားတယ်တကယ်ကို underrated player လို့ပြောရမှာဖြစ်ပြီးတော့ဘယ်ချက်မှာတော့ Trossard ကတော်တော်လေးကိုသူ့ရဲ့လှုပ်ရှားမှုတွေသူ့ရဲ့ dribble တွေသူ့ရဲ့ဒီအလိမ်အလှည့်တွေကတော်တော်လေးကိုအဆင်ပြေနေတာကိုတွေ့ရတယ်အာဆင်နယ်ကတော့ Premier League နောက်ဆုံးကစားတဲ့16ပွဲမှာဘီလာတသင်းကိုပဲရှုံးခဲ့ပြီးတော့12ပွဲနိုင်3ပွဲတည်ကြထားတယ်ထိတိုက်တွဲဆုံမှုတွေမှာတော့မနစ်ကအာဆင်နယ်ကို2ကြော်လုံးအနိုင်ရအောင်ကစားခဲ့တဲ့အသင်းကဘုံမောက်ဖြစ်နေတယ်ဒီချက်ကအာဆင်နယ်အနေနဲ့လုံးဝရှော့မတွက်သင့်ဘူးဘုံမောက်ကပြီးခဲ့တဲ့ပွဲတွေမှာရလဒ်တွေမကောင်းခဲ့သည့်တိုင်အောင် Brentford နဲ့ကစားတဲ့ပွဲမှာရောနောက်ဆုံးကစားတဲ့ Chelsea နဲ့ပွဲမှာရောဘုံမောက်အသင်းကပိုကောင်းတဲ့စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပြီးတော့ Brentford နဲ့ပွဲစဉ်မှာဆိုရင်ကန်ချက်အကြိမ်20ကိုပေါက်တဲ့ကန်ချက်6ချိန်ထိရှိခဲ့ပြီးတော့ pitch ချန်တွေလည်းအကြိမ်ကြိမ်ဖန်တီးနိုင်ခဲ့သလို Chelsea နဲ့ပွဲစဉ်မှာလည်း Stamford Bridge မှာကစားရသည့်တိုင်အောင်ဘုံမောက်အသင်းကကန်ချက်18ချိန်ကိုပေါက်တဲ့ကန်ချက်6ချိန် pitch ချန်6ချိန်နဲ့ expected goal က 3.140 ရှိခဲ့တယ်ဆိုတော့သူတို့အိမ်ကွင်းမှာတော့ Arsenal အသင်းကိုအကောင်းဆုံးတုံ့ပြန်လာလိမ့်မယ်လို့ထင်တယ်Arsenal အသင်းကတော့ဘုံမောက်နဲ့တွေ့ဆုံမှုတွေမှာနောက်ဆုံး16ချိန်တွေ့ဆုံခဲ့ရမှာတပွဲပဲဂိုးမသွင်းနိုင်ခဲ့ပြီးတော့အဲ့ဒီတပွဲကမနှစ်ကသူတို့ 2-0 နဲ့ဘုံမောက်ကွင်းမှာရှုံးခဲ့တဲ့ပွဲဆိုတော့အာဆင်နယ်နဲ့ဒီအဆင့်လာကောင်းကိုဆက်ပြီးတော့ထိနိုင်လိမ့်မယ်ထင်တယ်။တေချာပေါက်ဘုံမောက်သင်းရဲ့ခံစစ်ကြောင်းအားနည်းနေမှုတွေကိုအာဆင်နယ်ကကောင်းကောင်းအသုံးချသွားလိမ့်မယ်ထင်တယ်။ဒီဘက်ဘုံမောက်သင်းရဲ့ကစားပုံက open game ဆန်ဆန်ဖွင့်ကစားလေးရှိတဲ့ပုံစံမျိုးမြင်ရမှာဖြစ်ပြီးတော့အာဆင်နယ်သင်းကအဲ့ဒီအခွင့်အရေးကိုကောင်းကောင်းထိုးနှက်နိုင်မယ်ဆိုရင်တော့အာဆင်နယ်သင်းနိုင်ပွဲရသွားလိမ့်မယ်လို့ထင်တယ်။ဒီပွဲကနှစ်ဖက်သင်းရဲ့အပြန်အလှန်သွင်းဂိုးတွေလည်းမြင်ရနိုင်တယ်။အာဆင်နယ်သင်း 2-1 3-1 လောက်နဲ့နိုင်သွားလိမ့်မယ်လို့ထင်တယ်။ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့စနေနေ့ညမှာရှင်ပြိုင်ကစားသွားမယ့်ပွဲစဉ်တွေကဘုံမောက်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုကျွန်တော်ရဲ့အစီအစဉ်လေးကိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်